ရဲ့အခုလိုအိမ်ချင်မဲ့ဘဝကနေရှင်ရဲ့ဘဝအစ်စ်ကိုစောက်လို့ဒုတိယအခွင့်အရေးပေးချင် ဟုတ်မရှိမဲ့ပါဘူး ရှင်လိုချင်လို့ရှိရင်ကျမကိုခွင့်တောင်းပြီးပြောကျမအကုန်ပြီး ဒီကလူဒီအိမ်မှာနေဖို့ပြင်မယ် ဒီစီကန်းချက်လို့တခု ဒါနဲ့ရှင်းက ဒီကောင်tiêuလို့ပေးပေါ့ သွေးကြောင်လို့ဘေးရှောင်းနေတာမရှိဘူးရရှုံအောင်ဝါ အေး ကဲထပါဦးမင်းသားရဲ့ ဘာလဲကွာ မနေ့ကပါတီလုပ်ခဲ့အောင်ပဲကျမတအိမ်လုံးနဲ့ရှုပ်ပွားပေးကြမ်းနေတာကျမရှိဘူးလေတစ်လုံးမှရစရာမရှိတော့ရှင်တို့တညတာဖြက်စီးလိုက်တဲ့ဒီဖြက်စီးတွေကကျမအိမ်သုံးစိတစ်ပတ်လောက်ရှိရဆိုနားလေနာကျမရဲ့ရုပ်ထုတစ်ခုပဲမှာလေဟမ်ရှက်အသက်နဲ့ထိမ့်သိမ်းဆောက်ရှောက်ပါမယ်ဆိုရင်ကျမတစ်ခုတည်းသောမှားခဲ့တဲ့စီကံ အမေရတို့ထိတော်ထိလက်ဖျားရတော်ပြီ ရှင့်ကိုကျမဒီစီကံချက်တစ်ခုပဲသေချာမှားခဲ့ရတယ် ဟုတ်တယ်ကွာငါတည်းကမနေ့ကပေးလိုက်တယ်မင်းရုပ်ဘလောက်တန်လို့လဲအယောပေးမယ် ရှင်ကပစ္စည်းတစ်ခုကိုငွေကြေးနဲ့ပိုင်းဖြတ်တဲ့ကောင်ပဲဒီပစ္စည်းကတခြားသူတွေဘလောက်တန်ဖိုးရှိလဲဆိုတော့ရှင်နားမလဲဒါကြောင့်လေလက်တွေကချီးတွင်းထဲမှာပဲပျော်နေဆိုတာမျိုးပေါ့ထားပါလေကျမရှင့်ဒီပစ္စည်းလေးကိုပဲတေချာထိမ့်သိမ်းဆောက်ရှောက်ဖို့မှာခဲ့တာဒါတော့ရှင်တေချာမလိုက်နိုင်ကဲစူဇန်မရှင်အိမ်ချေမဲ့ဘဝရောက်ရတဲ့အကြောင်းလေ ဟာကြောင့်ငါအကြောင်းကငါအိမ်မျိုးငါဖြစ်ထားတယ်ဟာငါတကယ်ချင်းနေရလေငါခိုးတယ်ဆိုပြီးတော့ငါ့ကိုဝိုင်းဆွဆွဲကြတယ်မိန်းမလေးဟောက်ပြန်တယ်ဒါနဲ့ငါဒီလိုလမ်းဘေးရောက်ခဲ့တာပဲကွာ ရှင်လိမ့်နေတာရှင်ကနောက်ကျောကိုဓာတ်နဲ့ထိုးတတ်တဲ့သူမျိုးရှင်အလုတ်ကရတဲ့ပတ်စံကိုမိန်းမကိုမအပ်ဘူးမိန်းမကိုကိုယ်တိုင်အလုတ်ထွက်လုပ်ပြီးသားသမီးတွေနဲ့ရှုံးကန်ခဲ့ရတာဒါအောင်ရှင်ကရှစ်မိန်းမကိုရှစ်တငယ်ချင်းနဲ့ဖောက်ပြန်ပါတယ်ဆိုပြီးတော့ခြောက်တွန်းခဲ့တာတကယ်တော့ဖောက်ပြန်ခဲ့တာရှင်အပြတ်မတွေနဲ့ဖောက်ပြန်နေရန်ဖြစ်ပြီးထောင်ကြလို့ရှင်ဒီဘဝရောက်ခဲ့တာလေ မင်းတို့သိရတယ်မင်းရဲလားမင်းငါအကြောင်းလိုက်ဆုံးကြနေတာမင်းဆုံးတော့ဟုတ်တယ်ကွာအဖေမရဲတိုင်တရားမဝင်ဘူးနော်ဒီအိမ်ကိုမင်းခေါ်လာတာနော်ဒီချာလည်းမစင်တော့ ဘာပေါ့ကျမရှင်ပြောသလိုရဲမတိုင်ဘူးရှင်ကိုဘလောက်ပဲဆွဲထုဝဲလက်တွေရှိပါစေချီးတွင်းထဲမှာပြောရဲလောက်ကောင်အတွက်က
ပြန်လို့ပေးငါ့ကိုပြန်လို့ပေးငါ့ခုတည်းဒီရဲ့ပြန်လို့ပေး